တော်ဗျာဒီမေဖရာတပည့်တော်ဤဝရံသူကဲလွန်မြတ်စွာသောတရဏံကိုဝေယစေကံဖြစ်ပါ၏။ဉာဏ်မြတ်စွာဘုရားမှာတပါးသောတရဏံကိုဝေယတိနတ်တိမရှိပါဗျာ။အာမရာတပည့်တော်ဒေတာဗုဒ္ဓံတို့မြတ်စွာဘုရားကိုတရဏံကိုဝေယဟူ၍ကိုယ်ပဲမိစိတ်ပါ၏။အရင်ဘုရားတပည့်တော်စိတ်၌ခင်ကားမြတ်စွာဘုရား၌ယုံမှားခြင်းသည်နာဝိတ္တိရှိပါဗျာဝေဒနာသစ္စာဝိသေနာဤသို့လေးနဲ့မှန်ကန်သောသစ္စာကောင်းဆိုခြင်းကြောင့်မေဘုရားတပည့်တော်အားဇယမင်္ဂလာကောင်းမြတ်သောအောင်ခြင်းမင်္ဂလာအဖျားရသည်ဟောတုမௌကြမတွေ့ပြည့်စုံရပါလို့ရှိပါဗျာဝေဒနာသစ္စာဝိသေနာဤသို့လေးနဲ့မှန်သောသစ္စာကောင်းဆိုခြင်းကြောင့်ဒေတုံမာကံမြမပြည်သူပြည်သားကဘာသူကဘာသာအားလုံးတို့အားဇယမင်္ဂလာကောင်းမြတ်သောအောင်ခြင်းမင်္ဂလာအဖျားရသည်ဟောတုမௌကြမတွေ့ပြည့်စုံနိုင်ကြပါစေကုန်သတည်းသာဓုသာဓု